ကျွန်တော်သူ့ကိုပြောပြီးပြီစာယာဆိုတာကျွန်တော်စူရဆိုတာပြီးပြီချက်ကပ်ဆိုတာပြောတာဒီယာဆိုတာသူစာယာဆိုတာချက်ကပ်ဒီယာကျွန်တော်သူ့ကိုပြောပြီးပြီစာယာတတောက်စာယာတတောက်ကျွန်တော်မတည်ဘူးစာယာတတောက်ကျွန်တော်မတည်ဘူးစာယာဆိုတာကျွန်တော်တောင်းဆိုတာသိတယ်တတောင်းဆိုတာမသိဘူးတီကေတဆိုတာအငင်းဝကြပါတတောင်းဆိုတာမသိဘူးစာယာတတောင်းကျွန်တော်မသိဘူးစာယာတတောင်းကျွန်တော်မသိဘူးစာယာတောင်းကျွန်တော်သိတယ်စာယာတောင်းကျွန်တော်သိတယ်တောင်းဆိုတာသိတယ်တတောင်းဆိုတာမသိဘူးစာယာတောင်းကျွန်တော်သိတယ်စာယာမာနတောင်းကျွန်တော်ဘလို့လို့သိမှာတော့စာယာမာနတောင်းကျွန်တော်ဘလို့လို့သိမှာတော့စာယာဆိုတာကျွန်တော်မာနဆိုတာပမာလဲပေါ့နော်ဒီတောင်းဆိုတာသိတယ်စာယာမာနတောင်းကျွန်တော်ဘလို့သိမှာတော့စာယာမာနတောင်းကျွန်တော်ဘလို့သိမှာတော့စာယာစုဒဘာဂီဒီယာစာယာစုဒဘာဂီဒီယာကျွန်တော်သူ့ကိုပေးပြီးပြီစာယာစုဒဘာဂီဒီယာကျွန်တော်သူ့ကိုပေးပြီးပြီစာယာဆိုတာကျွန်တော်စုဒဆိုတာပြီးပြီဘာဂီဆိုတာပေးတာဒီယာဆိုတာသူစာယာစုဒဘာဂီဒီယာကျွန်တော်သူ့ကိုပေးပြီးပြီစာယာစုဒဘာဂီဒီယာကျွန်တော်သူ့ကိုပေးပြီးပြီစာယာတမောင်းဘွတ်စာယာတမောင်းဘွတ်ကျွန်တော်မလုပ်ချင်ဘူးစာယာတမောင်းဘွတ်ကျွန်တော်မလုပ်ချင်ဘူးစာယာဆိုတာကျွန်တော်တမောင်းဆိုတာမောင်းဆိုတာလိုချင်တယ်တမောင်းဆိုတာမလိုချင်ဘူးဘွတ်ဆိုတာလောက်တာစာယာတမောင်းဘွတ်ကျွန်တော်မလုပ်ချင်ဘူးဘွတ်ဆိုတာလောက်တာတမောင်းဆိုတာမလုပ်ချင်ဘူးပေါ့နော်တမောင်းဆိုတာမောင်းဆိုတာလိုချင်တယ်တာမောင်းဆိုတာမလိုချင်ဘူးပေါ့မလိုချင်ဘူးမလုပ်ချင်ဘူးပေါ့နော်ဒီလိုသုံးတာပါစာယာတာမောင်းဘွတ်ကျွန်တော်မလုပ်ချင်ဘူးစာယာတာမောင်းဘွတ်ကျွန်တော်မလုပ်ချင်ဘူးစာယာဘိုလေးဘွတ်ကျွန်တော်လုံးနိုင်တယ်စာယာဘိုလေးဘွတ်ကျွန်တော်လုံးနိုင်တယ်စာယာဆိုတာကျွန်တော်ဘိုလေးဆိုတာလုံးနိုင်တယ်ရနိုင်တယ်ဖြစ်နိုင်တယ်ဘိုလေးဆိုတာဒါကိုသုံးတာပါနော်ဘွတ်ဆိုတာလုံးနိုင်တယ်လုံးတယ်ပေါ့ဘွတ်ဆိုတာလုံးတယ်စာယာဘိုလေးဘွတ်ကျွန်တော်လုံးနိုင်တယ်စာယာဘိုလေးဘွတ်ကျွန်တော်လုံးနိုင်တယ်စာယာတဘိုလေးဘွတ်ကျွန်တော်မလုံးနိုင်ဘူးစာယာတဘိုလေးဘွတ်ကျွန်တော်မလုံးနိုင်ဘူးစာယာဆိုတာကျွန်တော်တဘိုလေးမလုံးနိုင်ဘူးဘွတ်ဆိုတာလုံးတော့ပြောတာစာယာတဘိုလေးဘွတ်ကျွန်တော်မလုံးနိုင်ဘူးစာယာတဘိုလေးဘွတ်ကျွန်တော်မလုံးနိုင်ဘူးဘိုလေးကလုံးဖြစ်နိုင်တယ်ရနိုင်တယ်တဘိုလေးကမဖြစ်နိုင်ဘူးမရနိုင်ဘူးမလုံးနိုင်ဘူးတော့သူကဘိုလေးဆိုတာဖြစ်နိုင်တယ်ရနိုင်တယ်တရှေ့ကတီအေကေခံလိုက်တဲ့အတွက်တီအေကေဆိုတာကျွန်တော်တို့အငင်းဝါချဘိုလေးရနိုင်တယ်တဘိုလေးမရနိုင်ဘူးစာယာတဘိုလေးဘွတ်ကျွန်တော်မလုံးနိုင်ဘူးစာယာအဒစီနီစာယာအဒစီနီကျွန်တော်ဒီမှာရှိတယ်စာယာဆိုတာကျွန်တော်အဒဆိုတာရှိတယ်စီနီဒီမှာစာယာအဒစီနီကျွန်တော်ဒီမှာရှိတယ်စာယာအဒစီနီကျွန်တော်ဒီမှာရှိတယ်စာယာဆိုတာတညာဒီယာစာယာဆိုတာတညာဒီယာကျွန်တော်သူ့ကိုမေးပြီးပြီစာယာဆိုတာတညာဒီယာကျွန်တော်သူ့ကိုမေးပြီးပြီစာယာဆိုတာကျွန်တော်စူရဆိုတာပြီးပြီတညာဆိုတာမေးတာဒီယာဆိုတာသူစာယာဆိုတာတညာဒီယာကျွန်တော်သူ့ကိုမေးပြီးပြီစာယာဆိုတာတညာဒီယာကျွန်တော်သူ့ကိုမေးပြီးပြီစာယာပနဘွတ်ကျွန်တော်လှုပ်ဖူးတယ်စာယာပနဘွတ်ကျွန်တော်လှုပ်ဖူးတယ်စာယာဆိုတာကျွန်တော်ပနဆိုတာလှုပ်ဖူးရယ်ပနဆိုတာဖူးတယ်ပေါ့နော်ဖူး
ပဏဆိုတာလှုပ်ဖူးတယ်ပဏဒါတန်ကျွန်တော်လာဖူးတယ်အရင်တော့လည်းကျွန်တော်ပြောထားပါတယ်နော်စာယပဏဘွတ်ကျွန်တော်လှုပ်ဖူးတယ်ပဏဆိုတာဖူးတယ်ဘွတ်ဆိုတာလှုပ်တယ်ဒီစကလုံးပေါင်းလိုက်တော့စာယပဏဘွတ်ကျွန်တော်လှုပ်ဖူးတယ်တခါလေးကြားလို့ရှင်လေအဝပဏဒါတမလေးရှားကမင်းမလေးရှားကိုလာဘူးလားပေါ့အဲကြားလို့ရှင်လေပဏဆိုတာသုံးပါတယ်ပဏဆိုတာလာဘူးလားပေါ့နော်ဘူးလားပေါ့စာယပဏဘွတ်ကျွန်တော်လှုပ်ဖူးတယ်စာယမောင်ပကီစာနာစာယမောင်ပကီစာနာကျွန်တော်ဟိုနာကိုတွားခြင်းတယ်စာယမောင်ပကီစာနာကျွန်တော်ဟိုနာကိုတွားခြင်းတယ်စာယဆိုတာကျွန်တော်မောင်ပကီတွားခြင်းတယ်စာနာဟိုနာကိုစာယမောင်ပကီစာနာကျွန်တော်ဟိုနာကိုတွားခြင်းတယ်စာယမောင်ပကီစာနာကျွန်တော်ဟိုနာကိုတွားခြင်းတယ်Saya sudah buat. Saya sudah buat. Channel low baby. Saya sudah buat. Channel low baby. Saya sudah buat. Channel low baby. Saya sudah channel sudah sa baby. Buat sudah low dah. Saya sudah buat. Channel low baby. Saya lagi apa mau buat. Saya lagi apa mau buat. ကျွန်တော်နောက်ထပ်ဘာလုပ်ပေးအောင်မလဲဆာယာလာဂီအပမောဘွတ်ကျွန်တော်နောက်ထပ်ဘာလုပ်ပေးအောင်မလဲဆာယာဆိုတာကျွန်တော်လာဂီနောက်ထပ်အပမောဘွတ်ဘာလုပ်ပေးအောင်မလဲလာဂီဆိုနောက်ထပ်အပမောဘွတ်နောက်ထပ်ဘာလုပ်ပေးအောင်မလဲဆာယာလာဂီအပမောဘွတ်ကျွန်တော်နောက်ထပ်ဘာလုပ်ပေးအောင်မလဲလို့ပြောတာပါဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုအခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတစ်ခါပြန်တွေ့ပါမယ်